အားလုံးပဲမင်္ဂလာပါ Let's Manga Reader Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Boruto True Blue Vortex Manga ရဲ့ Chapter 4ကိုဖတ်မှာဖြစ်ပါတယ်ခါပါမှာတော့ Kawaki ကိုတွေ့ရမှာဖြစ်ပြီးတော့ Title ကတော့ The Awakening ပဲဖြစ်ပါတယ် Chapter အစမှာတော့ခုတ်တယောက်ဆယ်မိရှိတဲ့သူ့ရဲ့စကန်ကိုပြန်ရောက်လာပြီးဆယ်မိကိုကြည့်နေပါတယ်ပြီးတော့ဆယ်မိကဘလောက်အန္တရာယ်ကြီးကြောင် Boruto ပြောခဲ့တာကိုပြန်ရှင်းစားနေပါတယ်ဒီကောင်တွေရဲ့စွမ်းရည်ကဝါမြေဖို့တက်ပဲကိုဘယ်လိုလုပ်ကြီးမားတဲ့အန္တရာယ်ဖြစ်လာနိုင်တာလဲဆိုပြီးတော့ခုတ်ကပြောနေပါတယ် Uzuiko ရဲ့ effect ကြောင့်ခုတ်ကတိတ်မလှုပ်ရှားနိုင်ပါဘူးအဲ့ချိန်မှာပဲခုတ်ကိုပေါ်မှာပါလာတဲ့ဖာကပြေကေတာတစ်ခုကိုကင်ထားပါတယ်တစ်ချိန်တည်းမှာပဲတစ်ဖက်မှာလည်း Boruto ကိုဘောကဖာကမြန်လို့ Boruto အချိန်မရှိဘူးလို့ Boruto ကိုပြောလိုက်ပါတယ် Boruto ကလည်းတစ်စက္ကန့်လောက်တိတ်တိတ်လေးနေပေးလို့ရမလားငါဒါကိုအဖို့တော့ကျွမ်းတာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့သူ့ရဲ့ဂျူးစုကိုတုံမိုးအာယုံဆိုင်နေပါတယ် Kawaki ကတော့ Boruto ကိုကြည့်ပြီးသူဘယ်သူနဲ့စကားပြောနေရလဲလို့တွေးနေပါတယ်အဲ့ချိန်မှာပဲ Boruto ကရပြီလို့ပြောပြီးတော့ Flying Raijin ဂျူးစုဆိုပြီးတော့တုံးလိုက်ပါတယ်ပြီးတော့ခုတ်ရဲ့စကန်ကိုချက်ချင်းပဲရောက်သွားပါတယ် Oh my god! Wow! ခုတ်ကတော့ Boruto ရောက်လာတာကိုမြင်ပြီးအံ့ဩနေပါတယ်။ရောက်ချင်းပဲ Boruto ကဆယ်မီကိုရှာပေမဲ့ဆယ်မီကရုတ်တရက်ကြီးပျောက်သွားပါတယ်။ဆယ်မီပမာလဲလို့ Boruto ကမေးပါတယ်။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။စွမ်းနက်ကရင်ဒီရောက်မှရှိနေတာလို့ငါကြင်ရတယ်။ခုတ်ရွှေ့လိုက်တာလည်းမဖြစ်နိုင်ဘူး။ तू မသင်္ကန်းစရာလုပ်တာဘာမှမတွေ့သလိုအခုသူ့အခြေအနေနဲ့လည်းသူ့မှာအဲ့လိုလုပ်နိုင်စရာမရှိဘူးလို့သင်္ကေတနဲ့ဖာကပြောပါတယ်။အဲ့အချိန်မှာပဲသူတို့အနာမှာအကောင်တစ်ကောင်ရောက်နေတာကို Boruto ကသတိထားမိလိုက်ပါတယ်။အဲ့ကောင်ကပုံမှန်ကလောကောင်နေနဲ့မတူဘဲနဲ့ Rinnegan ကနေလည်းရှိနေပါတယ်။ Boruto ကတော့တေဆန်နောက်ကျသွားပြီလို့ပြောပါတယ်။ခုတ်ကတော့အဲ့ကောင်ကိုကြည့်ပြီးသူ့တီပန်းနဲ့ဆင်တာကြောင့်ဘက်လာဆိုပြီးတော့အံ့ဩနေပါတယ်။ဒါပေမဲ့ဘက်ကတစ်ပင်ထဲမှာပဲရှိနေတော့မှအဲ့ခါမှာတော့ Boruto ကမင်းပြောတဲ့ back ဆိုတာငါတို့နောက်မှာတစ်ပင်ဖြစ်နေတဲ့လူကိုပြောရမလားအဲ့ဒါကြောင့်ဒီကောင်ကဘတ်မဟုတ်ဘူးအခုငါတို့ရှိမှရှိနေတဲ့အဲ့ဒီတရဝါကအဲ့ဒါငပြားတစ်ပင်ကိုယ်တိုင်ပဲလို့ခုတ်ကိုပြောလိုက်ပါတယ်ခုတ်ကတော့မင်းပါရီပြောနေရတယ်ဆိုပြီးနားမလည်နိုင်ဖြစ်နေပါတယ်အဲ့ချိန်မှာပဲဘတ်နဲ့တူတဲ့ငပြားတစ်ပင်ကောင်က Boruto ကိုစာပြီးတိုက်ခိုက်ပါတယ် Boruto ကကားလိုက်ပေမဲ့အချိန်ကြောင့်နေရံနဲ့သွားဆောင်ပါတယ်ဝါမျိုးခံရဖို့မင်းကိုယ်တိုင်လာတာလား Otsutsuki Boruto လို့ဘတ်နဲ့တူတဲ့ငပြားတစ်ပင်ကောင်ကပြောလိုက်ပါတယ် Boruto ကတော့ဘာမှမပြောဘဲ Lightning ကျွတ်စုစာကျွေးလိုက်ပါတယ်ကျွတ်စုထိသွားပြင်မဲ့လည်းငပြားတစ်ပင်ကောင်ကဘာမှတိတ်မဖြစ်ပဲနောက်ထပ်တိုက်ကွက်တစ်ခုနဲ့ Boruto ကိုထပ်ပြီးတော့တိုက်ခိုက်ပါတယ်ဒါပေမဲ့ Boruto က Flying Raijin ကိုသုံးပြီးတော့ရှောင်လိုက်ပါတယ်ခုတ်ကတော့ဒီအရာကတော့ဗာလဲငါ့ကိုအခုပြောလို့ပြောနေရင်လည်းပဲ Uzuiko ရဲ့ effect ကြောင့်လဲကျသွားပါတယ် Boruto ကသူ့ကျွတ်စုကိုပြန်ဖြတ်ပေးလိုက်ပါတယ်ပြီးတော့ငါ Uzuiko ကိုပြန်ဖြတ်လိုက်ပြီးအဲ့တော့မြင်မြန်ထပြီးရန်သူတိုက်ခိုက်တာတွေကိုရင်ဆိုင်ဖို့လို့ခုရှင်းပြနေဖို့အချိန်မရှိဘူးမင်းမတည်ကြည့်ဘူးဆိုရင်ငါ့ကိုကူညီလို့ခုတ်ကိုပြောလိုက်ပါတယ်အဲ့အခါမှာတော့ခုတ်ကဆယ်မီကဘာဖြစ်သွားတာလဲမင်းပြောတယ်လို့ဆိုအဲ့ဒါကဝါမျိုးခံလိုက်ရပြီးတစ်ပင်ဖြစ်သွားတဲ့ဘက်နဲ့ပတ်သက်နေရလားလို့မေးလိုက်ပါတယ် Boruto ကလည်းဘက်တယောက်တည်းပဲမဟုတ်ဘူးတစ်ပင်ဖြစ်သွားတဲ့တခြားသူတွေကပါတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့အချိန်မှာပဲအပေါ်ကနေတရားရောက်ကချာဂရာလို့ပြောလိုက်တာကို Boruto နဲ့ခုတ်နှစ်ယောက်လုံးသတိထားမိလိုက်ပါတယ်အဲ့ဒါကတော့နောက်ထပ်နှစ်ဖျားတစ်ပင်တစ်ကောင်ပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီနှစ်ဖျားတစ်ပင်ကောင်ကဂျိုတစ်ခုပေါ်ကတက်ရှိအလုံးကအခုလည်းအရင်တုန်းကလိုပဲတည်ကြရမှာပဲငါတို့နှစ်ဖျားတစ်ပင်တွေကတက်ရှိအလုံးရဲ့ချာဂရာတွေအကုန်လုံးကိုစုပ်ယူပြီးချာဂရာတီးဖြစ်လာတယ်အနည်းဆုံးတော့အဲ့ဒါငါတို့ရဲ့မူလဗီဇပဲဒါပေမဲ့ခုတ်ငါတို့နည်းနည်းတိုးတက်ပြောင်းလဲလာတယ်ငါတို့ကိုယ်ပိုင်အသိစိတ်တွေနိုးထလာအောင်လုပ်ပေးတဲ့အတွက်မင်းကိုကျေးဇူးတင်ပါတယ်လို့ခုတ်ကိုပြောလိုက်ပါတယ်နောက်ပြီးတော့တတိယမြောက်နှစ်ဖျားတစ်ပင်တစ်ကောင်ထပ်ပေါ်လာပါတယ်တနာစရာပဲခုတ်ကြည့်ရတာနင်းရဲ့ရှောင်လွှဲမရတဲ့ကံတရားကြောင့်ဖြစ်မယ်ထင်တယ်တရားရောက်ရဲ့အတုံးချခံပြီးတော့အဆုံးသတ်လိုက်ရတဲ့လူရှင်တော်တယောက်အဖြစ်နဲ့လေဒါတော်ကြီးစရာကောင်းတာပဲလို့ခုတ်ကိုထပ်ပြောလိုက်ပါတယ်သူမကတော့မော်အေကီနဲ့အတော်ဆင်ပါတယ် Boruto ကိုဘောကဖားကအခြေအနေမကောင်းတော့တာကြောင့် Boruto ကိုပြန်ဆုပ်ဖို့ပြောပါတယ်အဲ့အချိန်မှာပဲ Boruto ကစတုထမြောက်နှစ်ဖျားတစ်ပင်တစ်ကောင်ရှိနေတာကိုသတိထားမိသွားပါတယ် Boruto နည်းနည်းတော့လန့်သွားပုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနှစ်ဖျားတစ်ပင်ကောင်ကသူ့ဆရာ Sasuke နဲ့အတော်တူနေလို့ပါခုနုဟမှာတော့ Hokage ရုံးခန်းထဲမှာ Kawaki နဲ့ Shikamaru တို့စကားပြောနေကြပါတယ် Shikamaru ကသူရုတ်တရက်တနေ့ရာကိုပျောက်သွားတာလားဒါဆိုသူ Speed Time ဂျူးစုကိုသုံးတာကျွမ်းကျင်နေပြီလားလို့ Kawaki ကိုမေးပါတယ် Kawaki ကလည်းသူဘယ်လိုလုပ်လိုက်လဲတော့ငါမသိဘူးဒါပေမဲ့သူခုတ်ထွက်ပြေးပြီးသွားတဲ့နောက်မှာပျောက်သွားတာဆိုတော့သူခုတ်ကိုလိုက်ဖမ်းတာဖြစ်လောက်တယ်လို့ Kawaki ကပြောပြပါတယ်ဒါဆို Boruto ခုနုငါကိုလာတဲ့အဓိကအကြောင်းပြချက်ကခုတ်ကြောင်လို့ပြောချင်တာလားလို့ Shikamaru ကထပ်မေးလိုက်ပါတယ်အဲ့ခါမှာတော့ Kawaki ကBoruto နဲ့ခုတ်တို့ပူးပေါင်းသွားဖို့ဆိုတာလည်းဖြစ်နိုင်တယ် Boruto ပြောက်မသွားခင်မှာသူတရားရောက်နဲ့စကားပြောနေပုံရတယ်အဲ့ဒါကအာယုံခံစနစ်အတွင်းမှာမရှိတဲ့တရားရောက်နဲ့ပဲလို့ပြောလိုက်ပါတယ်အာယုံခံစနစ်အားလုံးရဲ့ချိတ်ဆက်မှုတွေနဲ့အကြောင်းအရာတွေအကုန်လုံးကိုမှတ်တမ်းတင်ထားပြီးသားတချို့လုပ်ပြီး Boruto ကိုကူညီနေတဲ့သူရှိရင်ငါချက်ချင်းသိမှာပဲလို့ Shikamaru ကလည်းပြောပါတယ်အဲ့အချိန်မှာပဲဆာရာဒါရောက်လာပြီးတော့ဘလို့တော့ကြီးစရာကောင်းတာလဲရှင်းရှင်းလေးပဲလေခုတ်ကခုနုဟာကိုတိုက်ခိုက်တယ်ပြီးတော့ Boruto ကသူ့ကိုမောင်းထုတ်လိုက်တယ်သူတို့နှစ်ယောက်ရဲ့ပြောပုံကိုကြည့်ရင်သိတာနေတာပဲလေအဲ့ဒါကိုအတီးပြုကိုကျေးဇူးပြုပြီးအဲ့ဒါကိုမေးပေးပါလို့ပြောလိုက်ပါတယ်နင်နားမလည်သေးဘူးလားဆာဝတာBoruto က Otsutsuki တယောက်ပဲသူ Otsutsuki ဖြစ်နေရတဲ့သူ့ညီမချက်ကဘာပဲဖြစ်ဖြစ်ငါတို့တက်ဖို့လိုတဲ့ရန်သူတယောက်ဖြစ်နေတော့မယ်လို့ Kawaki ကပြောပါတယ်ဆာဝတာကလည်းအဲ့စကားကိုနင်းစီကနေကြားနေရတာပဲနောက်ထပ် Otsutsuki တယောက်စီကနေဆိုပြီးတော့လေလို့ပြန်ပြောလိုက်ပါတယ်အဲ့ခါမှာတော့ Kawaki က
ငါတကယ်နင့်ကိုနောက်တစ်ချိန်ထပ်ပြောရအောင်ပါလားငါကအိုဆူဇူကီတွေကိုတတ်မယ်အိုဆူဇူကီပဲငါစွမ်းအားတွေကအိုဆူဇူကီတွေကိုတတ်ဖို့ပဲအားလုံးပြီးသွားရင်ငါကောင်ကပြပြကြီးအဆုံးသတ်လိုက်မယ်အဲ့မတိုင်ခင်တော့ငါဘာတွေပဲပြီးဆက်ရပါစီငါလောက်ရမှာပဲနားလည်ပြီလားလို့ပြောလိုက်ပါတယ်ဆရာဒါကလည်းငါလည်းထပ်ပြီးတော့ပြောလိုက်မယ်ကိုကကဲဖြစ်ဖို့ရည်မှန်းထားတဲ့သူတယောက်အနေနဲ့နင့်ရဲ့နီးလန်းတွေကိုခွင့်မပြုနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ချိန်မှာပဲရှီကာမာရူကနှစ်ယောက်လုံးကိုတော်ဖို့ပြောလိုက်ပါတယ်ပြီးတော့ခလော့ကောင်တွေကြောင့်ဖြစ်သွားတဲ့အသစ်ပင်တွေကဘာသဘောလဲသူတို့တေတော့တစ်ခုကိုဖန်တီးနေရလားလို့ရှီကာမာရူကမေးပါတယ်အဲ့ခါမှာတော့ဆာရဒါကကျမတီချာတော့မသိဘူးဒါပေမဲ့တစ်ပင်ဖြစ်ပြောင်းသွားတဲ့သူတွေအ ਨੇ ဆုံးတော့အသက်ရှင်နေကြသေးတယ်သူတို့ကိုကယ်ဖို့နီးလန်းတစ်ခုခုတော့ရှိလိမ့်မယ်ကျမအထင်ပြောရရင်ဘိုရူတိုတစ်ခုခုသိလောက်တယ်လို့ပြောလိုက်ပါတယ်ရှီကာမာရူကလည်းအဲ့ဒါကြောင့်ဘိုရူတိုကခုတ်ကိုလိုက်ဖမ်းနေရလားလို့မေးလိုက်ပါတယ်ဘိုရူတိုရဲ့ရီမှန်းချက်ကဘာပဲဖြစ်ဖြစ်သူနဲ့ခုတ်ချာမှာရန်သူရဲ့ဆက်ဆံရေးရှိနေတာကိုတန်တရားဖြစ်စရာမရှိဘူးပြီးတော့ခုတ်ကအန်ဒီရဲ့ပဲကျမတို့ခုတ်ကိုနှိမ်နှင်းဖို့ဘိုရူတိုနဲ့ပူးပေါင်းတင်တယ်လို့ဆာရဒါကပြောပါတယ်တစ်ဖက်မှာတော့ဘိုရူတိုကဆာစကဲနဲ့တူတဲ့နတ်ဖျားသစ်ပင်ကောင်ကိုတိုက်ခိုက်ကြည့်နေပါတယ်ဘာလုပ်နေရလဲဘိုရူတိုငါတို့အလစ်တိုက်တာကြာရှုံးသွားပြီမင်းအခုချက်ချင်းဒီကနေထွက်သွားဖို့လိုရဲလို့ဖားကပြောပါတယ်အဲ့အချိန်မှာပဲလုံးဝ surprise မှာကပါဆာစကဲနဲ့တူတဲ့နတ်ဖျားသစ်ပင်ကောင်ကခလော့မတ်တုံပြီးဘိုရူတိုတို့ချစ်ကိုရောက်လာပြီးတော့ဘိုရူတိုတို့ကိုတိုက်ခိုက်လိုက်ပါတယ်ဘိုရူတိုလည်းရှောင်လိုက်တဲ့အခါမှာတော့အဲ့ဒီနတ်ဖျားသစ်ပင်ကောင်ကဆာစကဲလိုမျိုးချီရိုတွေကိုပါသုံးပြီးတော့တိုက်ခိုက်လိုက်ပါတယ်ဘိုရူတိုကလည်းဘရာဆင်းကန်သုံးပြီးတော့ပြန်တိုက်လိုက်ပါတယ်ဘရာဆင်းကန်နဲ့ချီရိုတွေသုံးပြီး fight နေရဖြစ်တဲ့အတွက်ကြောင့်ဗါလေကတော့နည်းနည်းလေးမြိုင်လာပါတယ်ဘိုရူတိုတို့တိုက်ခိုက်နေတာတွေကိုအပေါ်ကနေစောင့်ကြည့်နေတဲ့နတ်ဖျားသစ်ပင်ကောင်ကတော့အားလုံးရဲ့ leader ဖြစ်လာပါတယ်ထပ်ပြီးတော့ဘတ်နဲ့တူတဲ့တကောင်ကလည်းဘိုရူတိုကိုဝင်လာပြီးတော့တိုက်ခိုက်ပါတယ်ဘိုရူတိုလည်းသူ့ရဲ့ဓာတ်နဲ့ခုတ်ပင်မဲ့ဘတ်နဲ့တူတဲ့ကောင်ကသူ့ရဲ့ဗဆက်လိုမျိုးလက်နက်နဲ့ဘိုရူတိုရဲ့ဓာတ်ကိုကိုက်ထားလိုက်ပါတယ်အဲ့အချိန်မှာပဲမိုးအေးပြည်နဲ့တူတဲ့နတ်ဖျားသစ်ပင်တကောင်ကသူ့ရဲ့ကျူးစုနဲ့ဘိုရူတိုကိုချုပ်ထားလိုက်ပါတယ်အဲ့အခါမှာတော့ဘိုရူတိုကခုတ်ငါ့ကိုကူညီရောမင်းလည်းအသက်ခံရလိမ့်မယ်လို့ခုတ်ကိုပြောလိုက်ပါတယ်ခုတ်ကတော့ကြီးရတာသူတို့အားလုံးကပြည့်ပြည့်စုံတဲ့နတ်ဖျားသစ်ပင်ဖြစ်လာဖို့မင်းကိုဝါမျိုးချင်နေတဲ့ပုံပဲငါဘာမှတော့လုပ်စရာမလိုတော့ဘူးပဲဒါကမထင်မှတ်ထားတဲ့ဖွံ့ဖြိုးမှုတစ်ခုပဲဒါပေမဲ့အဲ့ဒါငါ့အတွက်အလုပ်ဖြစ်တယ်ငါပခုံးပေါ်ထမ်းထားရတဲ့အဝင်တစ်ခုရော့သွားတယ်လို့တောင်ခံစားရတယ်လို့ပြောပြီးတော့ကလော့မတ်နဲ့ထွက်ပြေးသွားပြီးကိုလိုယုံလာပါတယ်အဲ့အခါမှာတော့တော်ရောဘိုရူတိုမင်းဒီကနေပြန်ဆုတ်ဖို့လိုတယ်မှတ်မိလားမင်းဒီမှာတည်သွားရင်အားလုံးအဆုံးသတ်သွားလိမ့်မယ်လို့ဖားကပြောလိုက်ပါတယ်ဘိုရူတိုလည်း၄ယောက်တယောက်ဖြစ်နေတာကြောင့် flying ride သုံးပြီးတနေရာကိုထွက်ပြေးသွားပါတယ်အဲ့အခါမှာတော့မင်းကန်ကောင်းသွားတဲ့အိုဆူဇူကီဘိုရူတိုငါတို့ပင်ကိုအသီးစိတ်တွေနိုးထလာပြီးတော့မင်းကိုဝါမျိုးဖို့ဗီဇာထက်ဘဝတုဒ္ဒတွေကိုပို့ပြီးသိကျင်နေတဲ့စိတ်များနေတယ်မင်းထွက်ပြေးလို့ရတယ်ဒါပေမဲ့မင်းဘယ်ကိုသွားမင်းရဲ့ကချမာကနေတော့ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့ခေါင်းဆောင်ဖြစ်တဲ့နတ်ဖျားသစ်ပင်ကောင်ကပြောပါတယ်ဘိုရူတိုကတော့တခြားတနေရာကိုရောက်နေပြီးတော့ဆာစကဲပေးခဲ့တဲ့ခေါင်းစည်းလေးကိုကြည့်နေပါတယ်ဘိုရူတိုနဲ့အတူတခြားတစ်ယောက်လည်းအဲ့ဒီမှာရှိနေပါတယ်မင်းဒီဂျိုကိုဖျက်ဆီးဖို့ကြိုးစားနေတာလားအဲ့လိုမျိုးလုံးဝထပ်ပြီးမလုပ်နဲ့လို့အဲ့ဒီလူကဘိုရူတိုကိုပြောပါတယ်ဘိုရူတိုကတော့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်လန့်သွားလို့ပါလို့ပြန်ပြောလိုက်ပါတယ်ဘိုရူတိုနဲ့အတူရှိနေတဲ့လူကတော့ခရှင်ကိုဂျီပါဆိုတော့အစောပိုင်းတော့ကခိုဂျီကဘိုရူတိုကိုဖားတွေကနေတဆင်ဆက်သွယ်နေတာပဲဖြစ်ပါတယ်ပြီးတော့ခိုဂျီကငါမင်းကိုနှစ်သိမ့်ဖို့ကြိုးစားနေတာမဟုတ်ဘူးဒါပေမဲ့မင်းဓာတ်တွေကိုကြိုသိခဲ့ရတာတော့အဲ့ဒါကလုံးဝပြောင်းလဲမသွားဘူးငါတို့ဆက်ပြီးတိုက်ခိုက်ရမယ်လို့ဘိုရူတိုကိုပြောပါတယ်အဲ့အခါမှာတော့ဘိုရူတိုကတောင်းပန်ပါတယ်နည်းနည်းလေးထပ်ပြီးစောင့်မိပါအောင်ဆာစကဲဆန်ဆိုပြီးတော့တစ်ပင်အဖြစ်ဝါမျိုးခံထားရတဲ့ဆာစကဲကိုကြည့်ရင်ပြောလိုက်ပါတယ်chapter 4ကတော့ဒီမှာပဲအန်သွားပါပြီ။နောက်နေ့တွေမှာနောက်ထပ် chapter တွေနဲ့ပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe and notification လေးလုပ်သွားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။